ရွှေတက်နီးတွေလေးလာနေရသူဆိုလို့ချင်းဒီဗီဒီယိုဖိုင်လေးကိုမဖြစ်မနေကြည့်သွားပေးပါသူမေးထားတာလေးက9 gram ကိုကြက်ပဲရွေးဖွဲ့လို့ရှိရင်ဘယ်လောက်ရမလဲဆိုရင်မေးခွန်းလေးကို reply လေးပြန်ပေးထားပါတယ်ရှင်ရွှေတစ်ချက်သားမှဆိုလို့ချင်း gram ချိန်က 16.636 gram နဲ့ညီမျှပါတယ်ဒါကအရင်ကအလေးချိန်စနစ်ဟောင်းနဲ့ပေါ့နော်စနစ်သစ်နဲ့ဆိုလို့ရှိရင်လည်း 16.39325 gram နဲ့ဒါညီမျှပါတယ်တစ်ချက်သားမှညီမျှတဲ့ gram လေးတွေဒါကကြတော့ဒါအတိအကျထွက်တာပေါ့တွက်လို့ရှိရင်တော့ 16.6 နဲ့ပဲတွက်ပါမယ်အဲ့တော့ gram ချိန်ကနေကြက်ပဲရွေးပြောင်းကျင်တိုင်းလိုချင်တဲ့ gram ချိန်ကိုဒီတစ်ချက်သားမှရှိတဲ့ gram ချိန်နဲ့စားပေးရပါတယ်အခုကကြတော့စနစ်ဟောင်းနဲ့ပဲ example အနေနဲ့တွက်ပြပေးပါမယ်အဲ့တော့လိုချင်တာ9 gram အစား 16.6 အဲ့ဒါကိုတွက်လိုက်တော့စားလိုက်တော့ 3.542 ပေါ့အဲ့မှာဒသမကင်းရှိမှာကသူကကိန်းပြည့်မပါဘူးဆိုလို့ရှိရင်ကြက်မရှိဘူးတကယ်လို့ဒီမှာတစ်ရှိခဲ့ရင်တစ်ချက်လို့ယူမယ်လောလောဆယ်ကဒါကိန်းပြည့်မရှိရဲ့အတွက်ကြက်ယူစရာမလိုဘူးအဲ့တော့ကြက်ပြီးရင်ပဲဖွဲ့ခြင်းတယ်ပဲဖွဲ့ခြင်းတော့တစ်ချက်မှာ16ပဲရှိတဲ့အတွက်ဒီရတဲ့အဖြေကို16နဲ့မြှောက်မယ်16နဲ့မြှောက်တော့သူက8.6ခွန်လေးရတယ်အဲ့တော့ဒီဒသမကိန်းရှိရတာပဲဖွဲ့ထားဖြစ်တဲ့အတွက်ဒီ8ကို8ပဲလို့ယူပြီးတော့အဲ့8ကိုပြန်နှုတ်ပေးရမယ်နှုတ်ပေးတော့ဒီကိန်းပြည့်8ကိုပြန်နှုတ်ပေးလိုက်တော့ 0.674 ပဲကျန်မယ် 0.674 ကျန်တာကိုပဲဖွဲ့ပြီးတော့ရွေးထပ်ဖွဲ့မယ်ရွေးထပ်ဖွဲ့မယ်ဆိုတော့တပဲမှာရှိရွေးရှိတဲ့အတွက်ဒီ8နဲ့ပြန်မြှောက်မယ် 0.674 ကိုဒါ8နဲ့မြှောက်တော့ 5.392 ရပါတယ်အဲ့ဒီကောင်ကရွေးဖြစ်သွားပြီရွေးဖြစ်သွားပြီဆိုတော့အတိအကျယူမယ်ဆိုလို့ရှိရင်ဒီကောင်က8ပဲနဲ့မှ 5.3 ရွေးပေါ့ရှေ့တိုးကျင်လည်းရတယ်လောလောဆယ်တော့အတိအကျယူရဖြစ်တဲ့အတွက်3နဲ့ပဲဖြတ်လိုက်အဲ့တော့9 gram ကိုကြက်ပဲရွေးပြောင်းမယ်ဆိုလို့ရှိရင်8ပဲနဲ့မှ9ရွေး3 point ရပါတယ်အကြမ်းမြင့်အားဖြင့်ပေါ့နော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တစ်ချက်မှာက 16.6 နဲ့ညီတဲ့အတွက်တစ်ချက်မှာ16ပဲဒီဘက်မှာလည်း 16.6 ဆိုတော့တပဲဆိုလို့ရှိရင်ခံမှန်းဆိုလို့ရှိရင်1 gram နီးပါးနဲ့တူပါတယ်ပြီးတော့မှအနေချင်းဒသမကိန်းလေးကွာခြားတော့ရှိပါမယ်အကြမ်းမြင့်စိတ်ထဲကနေတွက်ရှင်ရင်တပဲဆိုလို့ရှိရင်1 gram နီးရှိပါတယ်ရှင့်ဥပမာ2ပဲဆိုလို့ရှိရင်2 gram နဲ့ညီမျှပါနီးလေးတူပါတယ်ပေါ့နော်အဲ့လိုမျိုးလေးစိတ်တွက်နဲ့တွက်ကြည့်လို့ရပါတယ်ဒါဆိုရင်9 gram 9 gram ဖြစ်တဲ့အတွက်8ပဲကြော်လေးနဲ့တူပဲပေါ့နော်ဒါကတော့အတိအကျတွက်ထားတာပါရွှေပညာဗဟုသုတတွေကိုမြဲမျှဝေပေးနေတဲ့ကောင်းစုရွှေစာရပါရှင်တခုခုသိချင်တာလေးများရှိခဲ့လို့ရှိရင် comment လေးမှာမှတ်ပြီးတော့မေးခဲ့ပေးလို့ရပါတယ်အချိန်ရရနဲ့ reply လေးပြန်ပေးပါမယ်ရှင်ရွှေပညာလေးကိုလေ့လာခြင်းသူတွေအတွက်ပေါ့နော်နေပြည်တော်မှာဆိုလို့ရှိရင်နေပြည်တော်လက်ဝေးမှာဆိုလို့ရှိရင်အပြင်တွဲသင်တန်းလေးတွေလစဉ်ဖွင့်လင်းလျက်ရှိပေးပါတယ်online offline နဲ့ဝိရိယနဲ့တင်နေတယ်ဆိုရင်တော့ online ကနေပြီးတော့ Zoom application နဲ့ direct face to face တင် जा ပေးလျက်ရှိပါတယ်ရွှေသင်တန်းလေးစုံစမ်းလို့ပါကလည်းဒီchat box မှာစုံစမ်းပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဘုသူတတစ်ခုရခဲ့တယ်ဆိုရင်ပြန်လည်မျှဝေပေးခဲ့ပါအောင်နော်